နော်အဲ့တော့ညမပြေကနတ်ကိုးွယ်တဲ့လူတွေသိတယ်လေနတ်ကိုးွယ်ရတယ်ဆိုတော့နတ်ကိုကိုယ်တိုင်တစ်ခါမှလည်းမမြင်ရဘူးနတ်နဲ့ကိုယ်တိုင်တစ်ခါမှလည်းစကားမပြောရဘူးပြောရတာဘယ်သူနဲ့ပြောတော့ဆိုနတ်ကတော်နဲ့ပဲပြောရတာဈာထဲမှာနတ်ကတော်နဲ့ပဲဆက်သွယ်ရအဲ့ဒီတိုင်းပဲဘာမှမထူးနော်အေးဘုရားမြတ်စွာရဲ့တရားတော်ကြတော့ဒီလိုဈာကံပုဂ္ဂိုလ်ဆိုတာရှိတာမဟုတ်ဘူးကိုယ်တိုင်လို့ကိုယ်တိုင်သိနိုင်တဲ့တရားဆိုအင်တမခြေနှက်ဆရာကောင်းတယ်လို့ဒါမတူတဲ့သဘောကိုသိထားဖို့လိုအပ်တာပေါ့ကောင်းပြီစိတ်ပူပန်မှုတွေစိတ်ဖိစီးမှုတွေဆိုတာလူတိုင်းမှာမကင်းနိုင်တာဖြစ်သောကြောင့်အဲ့ဒီစိတ်ပူပန်မှုတွေမဖြစ်ရလေအောင်ဘယ်လိုလုပ်မလဲအခုနိုင်ငံတကာကဒီအချက်ကိုအများကြီးစိတ်ဝင်စားနေတယ်အများကြီးစိတ်ဝင်စားလို့ဘာသာရပ်တစ်ခုတောင်မှတီထွင်ပြီးတော့ဘုရားရဲ့တရားတော်ကိုနောက်ကနေလိုက်ပြီးတော့ဘာသာရပ်တစ်ခုအနေနဲ့တက္ကသိုလ်မှာသင်ကြားတဲ့ဘာသာရပ်တစ်ခုအနေနဲ့သင်ပြနေတာတောင်ရှိတယ်သူတို့ဘာသာရပ်ကိုအတူကောင်းနာမည်ပေးထားတဲ့အခါကျတော့ MBSR လို့နာမည်ပေးထားတယ်ဟုတ် MBSR ဆိုတာ mindfulness based stress reduction လို့ခေါ်တယ် M ဆိုတာ mindfulness B ဆိုတာ based နော် S ဆိုတာ stress R ဆိုတာ reduction mindfulness based stress reduction ဆိုတာဘာပြောတာလဲဆိုတတိကိုအခြေခံပြီးတော့စိတ်ဖိစီးမှုစိတ်ပူပန်မှုတွေကိုလျှော့ချခြင်းလို့ဒီလိုပြောတာနော်အဲ့ဒါဟာတတိပဌာန်ကျင့်စဉ်ကိုဖော်ထုတ်တာပဲဖြစ်တယ်ဒီကျင့်စဉ်ကဘယ်ကလာတာလဲလို့ဆိုရင်ဘုရားရဲ့ဒေသနာတော်တွေတဲကလာအဲ့တော့နိုင်ငံခြားတိုင်းတစ်ပါးဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင်ဘုရားမြတ်စွာရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့လက်ခံကျင့်သုံးလာမှုတွေဒီကနေ့ရှိအဲ့ဒါတွေကိုလည်းဘုရားကိုယုံကြည်ကိုးကွယ်တဲ့ဘုရားဘာသာဝင်တွေဟာအလှူဒါနလေးလုံးယုံနဲ့သီလလေးစောင့်တည်ယုံနဲ့ဒီလိုကျင့်တတ်ပြီးတော့မနေကြဘဲနဲ့အလှူဒါနလည်းလုပ်ရမယ်သီလလည်းစောင့်တည်ရမယ်အခုပြောတဲ့စိတ်ပူပန်မှုတွေကိုလျှော့ချတဲ့လက်တွေ့ကျင့်သုံးကျင့်ဆောင်မှုတွေကိုလည်းလုပ်ဖို့လိုအပ်တယ်အဲ့ဒါမှမြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒဟာပြည့်ပြည့်စုံစုံဖြစ်တယ်ပေါ့အေးဒါကြောင့်မို့ဒီစိတ်ပူပန်မှုကိုလျှော့ချအောင်ကျင့်မယ်ဆိုလို့ရှိရင်ဘယ်လိုအိစကျင့်မြတ်စွာဘုရားဟောထားတဲ့သုတ်တန်တစ်ခုကိုခြေခံပြီးတော့ဘုန်းကြီးတို့တွေဒီနေ့ရှင်းပြီးတော့ပြောဘယ်လိုငမ်းမဲ့လို့အရေးကြီးဆုံးမြတ်စွာဘုရားကမဂ်ကင်၈ပါးဆိုတာလမ်းခင်းပြထားတာရှိနော်လမ်းခင်းပြထားတယ်အားလုံးသိကြတဲ့အတိုင်းမဂ်ကင်၈ပါးဆိုတာဟာတစ်ခုနဲ့တစ်ခုအင်တန်မှဆက်သွယ်ပြီးတော့ဟောကြားထားတဲ့တရားတစ်ခုမဂ်ကင်၈ပါးကိုအရင်သဘောပေါက်အောင်ပြောရမယ်ဆိုမက္ခဆိုတဲ့ရဲ့အဓိပ္ပာယ်ကစပြီးပြောမက္ခကိုဒီကနေ့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ path လို့ပြန် path ဆိုတာလမ်းပဲဝေးလို့ပြန်လို့ရှိရင်နီးလမ်းပဲအဲ့တော့လမ်းဆိုတာဘယ်အတွက်လမ်းလဲလို့ဆိုရင်ခေါဏကစိတ်ပူပန်မှုတွေကိုလျှော့ချတဲ့လမ်းပဲစိတ်ပူပန်မှုတွေကိုမဖြစ်အောင်ကျင့်ဆောင်ရမယ်လမ်းပဲအဲ့တော့မက္ခဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကလမ်းလို့ path လို့ဘာသာပြန်ပေမဲ့လို့ဒီစကားလုံးရဲ့အဓိပ္ပာယ်အစစ်အမှန်ကိုပေါ်ထုတ်တဲ့အရာကိုလည်းပဲသိထားဖို့လိုတယ်အဲ့တော့မက္ခဆိုတဲ့ဒီစကားလုံးဟာမြန်မာလိုကြတော့မဲ့လို့ပဲဘာသာပြန်ထားတာဆိုတော့အဓိပ္ပာယ်မသိချင်မက္ခကိုမက်ခင်ကိုမက်ခင်ဒီလိုပဲသုံးနေတာဆိုတော့ဒီစကားလုံးရဲ့အဓိပ္ပာယ်ရှင်းရှင်းလင်းလင်းမသိနိုင်အဲ့တော့မက္ခဆိုတာဘာရဲ့နာမည်လဲလို့ဆိုလို့ရှိရင်ရှစ်ခုကိုပေါင်းထားတဲ့အမည်တစ်ခုဖြစ်တယ်ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် 8 and 1 ပေါ့နော်ရှစ်ခုကိုတစ်ခုတည်းလောက်ထားတယ်ရှစ်ခုရဲ့အပေါင်းကိုမက္ခလို့ခေါ်တယ်ဆိုတော့မက္ခဆိုတာတစ်ခုစီကိုမခေါ်ဘူးရှစ်ခုပေါင်းထားမှခေါ်တယ်
ဆိုပါစို့ဥပမာမဲ့တစ်ပင်ဆိုတာတစ်ပင်ဆိုတဲ့အမည်ဟာအလုံးကိုခြုံခေါ်တဲ့အမည်ဖြစ်တယ်တခုစီခွဲလိုက်မယ်ဆိုလို့ရှိရင်တစ်ပင်မှာဘာရှိတယ်ဆိုအမြင့်ရှိတယ်ပင်စီရှိတယ်အကိုင်းရှိတယ်အခက်ရှိအရွက်ရှိအပွင့်ရှိအသီးရှိအဲ့ဒါတွေအကုန်ပေါင်းလိုက်တဲ့အခါမှာတစ်ပင်ဆိုဖြစ်တာလေတခုတည်းကိုတစ်ပင်မခေါ်ဘူးအမြင့်ကိုမေးရင်ဒါကအမြင့်ပဲတစ်ပင်မဟုတ်ဘူးပင်စီကိုပြောပြန်တော့ဒါကပင်စီပဲတစ်ပင်မဟုတ်ဘူးအကိုင်းကိုထောက်ပြန်ရင်လည်းဒါကအကိုင်းပဲတစ်ပင်မဟုတ်ဘူးအရွက်တို့အပွင့်တို့အသီးတို့ဆိုလဲသူ့နာမည်နဲ့သူရှိသို့တော့အဲ့ဒီ၈ခုပေါင်းလိုက်တဲ့အခါကျတော့မက္ခဒီတစ်ပင်လို့ခေါ်တာလောကလူတွေသုံးနေတဲ့အရာတွေဟာဒီတိုင်းကြီးပဲကားလို့ခေါ်တာရောကားလို့ခေါ်တာလဲပေါင်းထားတာတွေခေါ်တာပဲဘယ်ဟာကားတုံးလို့တစ်ခုစီပြောရမယ်ဆိုရင်ကားမရှိတော့နော်ပေါင်းထားလို့ရှိရင်ကားပဲကားဘော်ဒီရဲ့ဘိန်းရဲ့အင်ဂျင်ရဲ့အကုန်လုံးပေါင်းထားတဲ့အခါမှာကားလို့ခေါ်တာလေတစ်ခုစီကြတော့ကားလို့မခေါ်ပြန်အဲ့ဒါလိုပဲမဂ္ဂင်၈ပါးဆိုတဲ့မက္ခဆိုတဲ့အရာဟာ၈ခုကိုပေါင်းပြီးတော့ခေါ်ထားတဲ့အရာလို့ဒီလိုပြောတာကိုယ်တဏ္ဍာမှာဖြစ်တဲ့ဒီစိတ်ထဲမှာရှိနိုင်တဲ့စွမ်းအားတတ္တိရှိတဲ့ဒီ၈ခုသဘာဝတရား၈ခုကိုမက္ခလို့ခေါ်တယ်ဒါဖြင့်ဘာဖြစ်လို့မက္ခလို့ခေါ်တယ်လဲဆိုတာကိုစဉ်းစားကြည့်အောင်မက္ခလို့ခေါ်ရင်ရဲ့အဓိပ္ပာယ်ကဘာတော့နိဗ္ဗာန်တ္ထိကေဟိမက္ခိယတိတိမက္ခောတဲ့နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမယ့်အရာလောကလူတွေဆုတောင်းနေကြတယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပါလို့ဣဒံမေပုံညာနိဗ္ဗာန်တ္တပစ္စယောဟောတုလို့ဆိုပြီးတော့နိဗ္ဗာန်ကိုဆုတောင်းတယ်အဲ့ဒီလိုနိဗ္ဗာန်ကိုလိုချင်ပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာဘာတွေဖြစ်အောင်လုပ်ရမလဲဆိုဟောဒီမဂ္ဂင်၈ပါးဖြစ်အောင်ဒါကိုပြောတာနော်နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရှာရမယ့်တရားတွေတဲ့ဟောမဂ္ဂင်၈ပါးဟာဒီမက္ခလို့မဂ္ဂင်၈ပါးကိုမက္ခလို့ခေါ်တာဟာနိဗ္ဗာန်လိုချင်သူတွေရှာရမယ့်အရာဖြစ်သောကြောင့်မက္ခလို့ခေါ်တယ်ဒီလိုဆိုလို့ဒါကအခြေခံကစပြောဒါဖြင့်နိဗ္ဗာန်လိုချင်လို့မဂ္ဂင်၈ပါးကိုရှာပြီးပါပြီနိဗ္ဗာန်ကိုဘယ်သူကရှာပေးမလဲလို့ဆိုရင်နောက်ဝိချုပ်တစ်ခုကြတော့နိဗ္ဗာန်မက္ခတိခဝေတတိတိမေခောဟောဒီတမ္မာဒိဋ္ဌိစတဲ့တရား၈မျိုးကပဲနိဗ္ဗာန်ကိုရှာပေးမှာတဲ့ဒါကြောင့်မို့သူတို့မက္ခလို့ခေါ်တာတဲ့ဘယ်သူမှရှာပေးမှာမဟုတ်ဘူးကိုယ်တဏ္ဍာမှာဒီတရားတွေဖြည်းဖြည်းဝဝရောက်လာနိဗ္ဗာန်ကိုသူတို့ကရှာပေးမှာဒါဖြင့်ရှားတယ်ဆိုတာဘယ်ပုံရှားမှလဲလို့မေးတဲ့အခါကျတော့ကိလေသေမာရင်တော်နိဗ္ဗာန်ခိစ္စတိတိမေခောကိလေသာတွေကိုဖယ်ရှားပစ်ပြီးနိဗ္ဗာန်ထဲကိုပြေးဝင်သွားခြင်းအားဖြင့်နိဗ္ဗာန်ကိုရှာတယ်။သူတို့ပဲဘာလို့ဆိုလိုတာကနိဗ္ဗာန်လိုချင်ဒီတရားရှိခုကိုယ်တဏ္ဍာမှာဖြစ်အောင်ကြီးထွားလာအောင်လို့ဒီလိုဆိုလိုတာပေါ့။ဒါကြောင့်မို့လို့ဒီမဂ္ဂင်၈ပါးဆိုတာဘုရားဘာသာဝင်တွေအားလုံးသိတယ်သို့တော့ဆက်ဆက်နေတာကိုသိချစဉ်းစားကြည့်နိဗ္ဗာန်ကိုလိုချင်ပြီဆိုရင်အစဆုံးဘာလို့လဲလို့ဆိုရင်တမ္မာဒိဋ္ဌိအမှန်မြင်ဖို့လို့မှန်မှန်ကန်ကန်မြင်ရမယ်ခုနကကြည့်လေစိတ်ပူပန်မှုတွေကိုလျှော့ချဖို့စိတ်ပူပန်မှုဆိုတာရှိသလားမရှိဘူးလားရှိတယ်ဆိုရင်စိတ်ပူပန်မှုကိုမြင်တာကအမှန်မြင်တာပဲသူ့တဘာဝကိုမြင်လာပြီးတဲ့အခါမှာဘယ်လိုလျှော့ချရတော့မဟုတ်ဘယ်လိုမဖြစ်အောင်ကျင့်ရမလဲဆိုကျင့်ဖို့ကျင့်နည်းကိုလည်းမြင်တယ်အဲ့တော့စိတ်ပူပန်မှုကင်းတဲ့နေရာကိုမြင်တယ်စိတ်ပူပန်မှုကိုလျှော့ချတဲ့နည်းကိုသိတယ်ဆိုတာသစ္စာနဲ့ပြောမယ်ဆိုလို့ရှိရင်និရောဓနဲ့និရောဓဂ ामि ပฏิပဒါနော်និရောဓသစ္စာနဲ့និရောဓဂ ामि ပฏิပဒါသစ္စာဒီတစ်ခုပြောတာပဲစိတ်ပူပန်မှုလို့ဆိုလိုက်တာနဲ့ပဲစိတ်နဲ့ပူပန်မှုနဲ့စိတ်ပူပန်မှုဆိုတာဒုက္ခလားဒုက္ခလားလို့ဆိုရင်ဒုက္ခအဲ့တော့ဒုက္ခဆိုတော့နံပါတ်1သစ္စာကိုပြောတာအဲ့ဒီနံပါတ်1သစ္စာဒုက္ခကိုပြောတော့ဒီဒုက္ခကိုဘယ်သူကနေထုတ်လုပ်တာတော့ဆိုတော့တွေ့တာမှုကထုတ်လုပ်နေတာလို့ဆို
စိတ်ပူပန်မှုတွေဆိုတဲ့ဟာဒုက္ခထိုစိတ်ပူပန်မှုတွေကိုဖြစ်စေနေတာကတွေ့တာမှုပဲအဲ့တော့စိတ်ပူပန်မှုကိုလျှော့ချခြင်းတွေ့တာမှုဖယ်ရမယ်ဒီလိုကျင့်ဆောင်မှုတွေကိုမြင်တာကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဒါတမ္မာဒိဋ္ဌိအခြေခံအားဖြင့်ဒါတမ္မာဒိဋ္ဌိအမှန်မြင်တယ်လို့ပြောအဲ့ဒီအမှန်မြင်မှုဒီကိုယ်တဏ္ဍမှာပထမဖြစ်အောင်လုပ်အဲ့ဒီလိုအမှန်မြင်မှုအတွက်ဘာလို့อ่ะတမ္မာသင်္ကပ္ပရသော်ဗျာတစ်ခုနဲ့တစ်ခုဆက်သွယ်ထားဖို့ပြောပြအမှန်မြင်မှုအတွက်အမှန်စဉ်းစားတတ်ဖို့မစဉ်းစားလို့ရှိရင်မမြင်ဘူးဒါကြောင့်မှန်မှန်ကန်ကန်စဉ်းစားမှုဆိုတဲ့တမ္မာသင်္ကပ္ပသည်မှန်မှန်ကန်ကန်မြင်ခြင်းလို့ဆိုတဲ့တမ္မာဒိဋ္ဌိရဲ့အကြောင်းဖြစ်လာဒါကြောင့်တမ္မာဒိဋ္ဌိပြီးတော့တမ္မာသင်္ကပ္ပလို့ဟောတာဟုတ်ပြီမှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဖြစ်လာတဲ့အခါလူတွေကဘာလို့လဲရှိတော့ဆိုစကားပြောရင်အရင်တွေးတယ်စဉ်းစားတယ်စဉ်းစားပြီးတော့မှစကားပြောတာဖြစ်သောကြောင့်တမ္မာသင်္ကပ္ပပြီးတဲ့အခါမှာတမ္မာဝါစာမြတ်စွာဘုရားအကြောင်းမဲ့သူစင်ញအားဆင်တာမဟုတ်ဘူးတစ်ခုနဲ့တစ်ခုဆက်သွယ်ထားတယ်နော်နမစင်နာဟာကိုစင်ញတယ်လို့အမတ်တမဲ့ဆင်လိုက်တာမျိုးမဟုတ်ဘူးဒိဋ္ဌိရှိရှိဆင်ထားတယ်လို့ဆိုလို့နော်လုပ်ငန်းသဘောအရစီစဉ်ထားတာလူတွေဟာစကားပြောတော့မယ်ဆိုရင်စဉ်းစားပြီးမှပြောတာတွေးပြီးမှပြောတာဒါကြောင့်မို့တမ္မာသင်္ကပ္ပဆိုတဲ့တွေးတောဆင်ခြင်မှုရဲ့နောက်မှာတမ္မာဝါစာဆိုတာထားတယ်နောက်တစ်ခါတမ္မာဝါစာပြီးတော့ဘယ်သူလာတော့ဆိုတမ္မာကမ္မန္တဘာဖြစ်လို့တမ္မာဝါစာနဲ့တမ္မာကမ္မန္တရှေ့နောက်ထားရတယ်လဲဆိုရင်အလုံးလုံးပြီးဆိုရင်လူတွေကပြောတယ်ပြောပြီးမှလုပ်ကြဟောဘာလုပ်မယ်ပြောကြဟောလုပ်မယ်လို့ပြောပြီးတဲ့အခါမှာလုပ်တာဖြစ်တော့ကြောင့်တမ္မာဝါစာပြီးမှတမ္မာကမ္မန္တလို့လားအဲ့တော့အပြောနဲ့အလုပ်မှန်ကန်သွားပြီဆိုလို့ရှိရင်လူတွေရဲ့နေ့စဉ်စာဝတ်နေရေးဆိုတဲ့လီလန်းတွေဟာလည်းပဲမှန်ကန်သွားတာဖြစ်တော့ကြောင့်တမ္မာဝါစာတမ္မာကမ္မန္တတို့ရဲ့နောက်မှာတမ္မာအာစီဝဘဝမှာဇတ္တိနေဖို့အတွက်ဟောဒီသုံးခုလားအဲ့တော့တမ္မာအာစီဝဆိုတာလားတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာစီဝဆိုတဲ့ဒီသုံးခုဟာကုချင်းတရားပဲနဲ့ပတ်သက်တယ်ကုချင်းတရားနဲ့သက်ဆိုင်ကောင်းပြီတမ္မာအာစီဝလို့ဆိုတဲ့မှန်မှန်ကန်ကန်အသက်မွေးမှုဖြစ်ဖို့ရာအတွက်ဘာလုပ်ဖို့လိုအပ်လဲလို့ဆိုရင်မှန်မှန်ကန်ကန်ကြိုးစားမှုဆိုတာဝီရိယဆိုတာလိုအပ်တယ်ပြင်းနေတဲ့ပုဂ္ဂိုလ်မှာမဖြစ်ဘူးဒါကြောင့်မို့ကြိုးစားအထောက်မှုလိုအပ်သည့်အတွက်ကြောင့်တမ္မာဝါယာမကြိုးစားပြီဆိုလို့ရှိရင်တတိထားဖို့လိုအပ်လို့တမ္မာတတိတတိထားလာပြီဆိုတဲ့အချိန်မှာစိတ်ကလေးတည်ငြိမ်အောင်ပါလုပ်ဖို့လိုတယ်ဆိုတော့တမ္မာသမာဓိအဲ့ဒီတမ္မာသမာဓိရှိပြီဆိုမှတမ္မာဒိဋ္ဌိတဲ့အမှန်မြင်တယ်ဆိုတာလာပြန်တာဟောဒီရှိခုနဲ့လုံလောက်သွားဗုဒ္ဓဘာသာရဲ့ကျင့်စဉ်တစ်ခုကဒီရှိခုနဲ့လုံလောက်ဘယ်တရားပဲဟောမြတ်စွာဘုရားဟာမစ္စည်းမပฏิပဒါလို့ခေါ်တဲ့ဒီမဂ္ဂင်၈ပါးဒီစွမ်းရည်တတ္တိပြည့်ဝတယ်လူတွေရဲ့စိတ်ထဲမှာဖြစ်တဲ့ဒီတဘာဝတရား၈ခုကိုပဲဟောတကယ်တဲ့နှစ်ပေါင်း2600ကတပည့်ဆက်ကြာဟောတဲ့ညတပည့်ဆက်ကြာတရားဟောတဲ့အခါမှာလည်းဒါပထမဆုံးထုတ်ဟောတယ်နော်မစ္စည်းမပฏิပဒါဒီမစ္စည်းမပฏิပဒါဆိုတဲ့မဂ္ဂင်၈ပါးစက္ခုကရဏီညာနာကရဏီအမြင်ကိုဖြစ်ပေါ်စေနိုင်